ရေအောက်ကဘာရဲ့နှက်ဆိုင်တဲ့နေရာမှာနဂါမင်းသားကမော်တာအစီးကိုဖွင့်လိုက်တဲ့အခါနှစ်ပေါင်းများစွာအိပ်ပျော်နေတဲ့ခရမ်းရောင်ဝတ်စုံနဲ့မိမ့်မပြူနိုးထလာပါတယ်။နဂါမင်းသားကသူမကိုလာခဲ့တာမဟုတ်ပဲသူမစီကစွမ်းအားကြီးတဲ့ကြာပွင့်ဘက်ကိုလိုချင်နေတာပါ။မိမ့်မပြူကစိတ်မရှိတော့ပဲဒေါသတကြီးတိုက်ခိုက်ဖို့ပြင်ပေမဲ့နဂါမင်းသားကတော့တည်ငြိမ်နေသေးပါပဲ။နောက်ဆုံးမှာသူမစီကထွက်ကျလာတဲ့ခရမ်းရောင်ကြာပွင့်ဘက်ကိုနဂါမင်းသားကဖမ်းယူပြီးအရသာခံဝါစားလိုက်ပါတယ်။ဒီကြာပွင့်ဘက်ကပင်လယ်နဲ့ပလဲတွေထက်ပိုအစွမ်းထက်တယ်လို့ပြောပြီးသူကျေနပ်စွာထွက်ခွာသွားပါတယ်။ကြံရစ်ခဲ့တဲ့မိမ့်မပြူမျောလင်းချက်မဲ့နေချိန်မှာမြင်ကွင်းကကုန်းမြေပေါ်ကစပင်ဖြူနဲ့လူငယ်တယောက်စီရောက်သွားပါတယ်။သူကအိမ်တော်မှာကြာပန်းတွေစိုက်ပြီးတစုံတယောက်ကိုစောင့်မျှော်နေပုံပါပဲ။အဲ့ဒီအချိန်မှာပဲရေအောက်ကမိမ့်မပြူဟာသူမရင်းနှီးဘူးတဲ့ကောင်းကင်ဘုံကအငွေ့သက်ကိုရလိုက်ပြီးဝမ်းသာသွားပါတယ်။စပင်ဖြူနဲ့လူငယ်ကလည်းကြာပန်းရနံ့ထဲမှာစိမ့်တက်တဲ့အငွေ့သက်ရောနေတာကိုသတိထားမိပြီးစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်ဆုံးမှာတော့မိမ့်မပြူကမဲမှောက်နေတဲ့အပြုံးတစ်ခုနဲ့အတူတူမောက်ကိုလာခဲ့ဖို့စိတ်ထဲကနေလှမ်းခေါ်လိုက်ပါတော့တယ်။ကြောက်သားအိမ်လေးရှိမှဝမ်းနီပူဆွေးနေတဲ့စုံတွဲတွဲကိုတွေ့ရပါတယ်။မိန်းကလေးရဲ့လက်မောင်းမှာပင့်ကူအိမ်လိုယာတွေပေါ်နေပြီးကြောက်ရွံ့ဖြစ်သွားမဲ့ချိန်စာတင်နေတာပါ။သူမကအနေအများတဲ့အတွက်မသွားဖို့တားပေမဲ့အမျိုးသားဖြစ်သူကြောက်လူသားကတော့သူ့ချစ်သူအားချစ်ကိုကယ်တင်ဖို့အတွက်ဘာမဆိုလုပ်မယ်ဆိုပြီးပင်လယ်နက်ထဲကနဂါမင်းသားစီကိုထွက်ခွာသွားခဲ့ပါတယ်။ရေအောက်နန်းတော်ကိုရောက်တဲ့အခါမှာတော့ရက်ဆက်တယ်လို့နာမည်ကြီးတဲ့နဂါမင်းသားအော်ပင်ရဲ့ရှေ့မောက်မှာသူဒူးထောက်ခတ်ရပြီးတောင်းပန်ပါတယ်။သူကနှွေးထွေးတဲ့ကြောက်စိမ့်ကိုပေးမယ်လို့ကမ်းလှမ်းပေမဲ့နဂါမင်းသားကအထင်သေးစွာနဲ့ညှင်းပယ်လိုက်ပါတယ်။နောက်ဆုံးမှာတော့ကြောက်လူသားဟာမဖြစ်မနေရွေးချယ်စရာမရှိတော့တဲ့အတွက်သူ့ရင်ဘက်ထဲကလိမ္မော်ရောင်တောက်ပနေတဲ့သူ့ရဲ့အသက်ဝိညာဉ်တွင်အားစွမ်းအင်လုံးကိုဆွဲထုတ်ပြီးပေးအပ်လိုက်ပါတယ်။နဂါမင်းသားကတော့ဒီစွမ်းအင်လုံးကိုကျေနပ်စွာလက်ခံလိုက်ပြီးခရမ်းရောင်ကြာပွင့်ဖက်လေးတစ်ခုကိုပြန်ပေးလိုက်ပါတယ်။ကြောက်လူသားကဝမ်းသာအားရနဲ့ယူဆောင်သွားပေမဲ့သူ့ကွယ်ရာမှာတော့နဂါမင်းသားကဒီဆေးဟာ3ရက်ပဲခံမဲ့အကြောင်းနဲ့3ရက်ပြည့်ရင်မိန်းကလေးရဲ့ဝိညာဉ်ပါသူ့အပိုင်ဖြစ်လာတော့မဲ့အကြောင်းယုံမာတဲ့အပြုံးနဲ့ပြောဆိုကြံရစ်ခဲ့ပါတယ်။မြင်ကွင်းကမိုးသေးထန်စွာရွာသွန်းနေတဲ့ကုန်းမြေပေါ်ကအိမ်တော်တစ်ခုစီပြောင်းသွားပါတယ်။အဖြူရောင်ဝတ်စုံတဲ့လူငယ်တယောက်ဟာရီကန်တဲကကြာပန်းတပွင့်စီမှာပုံမှန်မဟုတ်တဲ့ခရမ်းရောင်အလင်းနဲ့တစ်ခုဖြာထွက်နေတာကိုသတိထားမိပြီးစူးစမ်းနေပါတယ်။ညဘက်ရောက်တဲ့အခါမှာတော့ငွေရောင်ငါးတကောင်ကကလေးတယောက်ရဲ့အရေးကိုဝါမျိုးလိုက်ပြီးမြို့ထဲမှာအရေးစားငါးတွေတောင်းကျမ်းနေပြီးဆိုတဲ့အတန်တွေပြန့်နှံ့သွားပါတော့တယ်